ချစ်တော်ညီကိုမောင်နှမရောက်စီတိုင်းကိုကျွန်တော်ဒီဘာတဲ့ကိတ်နဲ့ပတ်သက်ပြီးမှဖွင့်ပြချက်အနေငယ်ကိုဝင်ငါပေးချင်တာဖြစ်ပါတယ်ကျွန်တော်တို့ဒီလောကမှာအသက်ရှင်တဲ့အခါမှာပေါ့နော်လူတိုင်းကကိုယ့်ရဲ့မွေးနေ့ရောက်လာပြီဆိုရင်ကျွန်တော်ဒီဘာတဲ့ကိတ်ကိုပါဖြစ်ကျွန်တော်လှုပ်ဆောင်ကြတာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဒီဘာတဲ့ကိတ်ကိုလှုပ်ဆောင်တဲ့အခါမှာကျွန်တော်ကအဒိတ်ပဲမတိမလှုပ်နေကြတဲ့အရာကအယံကိုမားတာဖြစ်တယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကအရာအားလုံးကကျွန်တော်တို့ကအဒိတ်ပဲရှိတာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ယုံကြည်သူတွေအဓိကပေါ့နော်တမန်ကျမ်းစာအတိုင်းကျွန်တော်ပြန်တွားမယ်ဆိုရင်အဓိကဒီမွေးနေ့နဲ့ဗတ်တယ်ဆိုတာဒီပွဲကျင်းပတဲ့အရာကဘယ်ကစလာတဲ့အရာကတမန်ကျမ်းစာအတိုင်းကျွန်တော်လေ့လာတဲ့အခါမှာဤကတုပီကအဓိကဖာရုတ်ဘီရင်ကျင်းပတဲ့ပွဲပဲဖြစ်ပါတယ်ကျွန်တော်တို့ဖျားသားတို့နော်ဒီမွေးနေ့နဲ့ပတ်သက်မှာကျင်းပတဲ့ပွဲဆိုတာကျွန်တော်မတွေ့ရဘူးဖြစ်တဲ့ကျမ်းစာထင်ပါတယ်ဆိုတော့အဓိကကျတော့မွေးနေ့ကမလုပ်ရဘူးလားဆိုမလုပ်ရမှာဖြစ်တယ်မွေးနေ့ကအရင်ကအရေးကြီးတယ်ဒါပေမဲ့ birthday cake ကအတိတ်ပဲရှိတာဖြစ်တယ်ဘာကြောင့်အတိတ်ပဲရှိတဲ့အကြောင်းဟာဒီဤကတုပီမှာဒီဖာရဘင်က birthday လုပ်တဲ့အခါမှာဘာပဲလဲဒီမွေးနေ့ cake ကိုဝိုင်းလုပ်ခိုင်းတဲ့အရာကဒီမွေးနေ့ cake အခုအဝိုင်းဖြစ်တယ်ဘာကြောင့်ဝိုင်းတဲ့အရာကဒီဤကတုပီသားဒီအားလုံးဖာရဘင်တို့ကဒီလာဖျားကိုကူရတာဖြစ်တယ်ဆိုတော့ဒီArtemis ဆိုတဲ့နတ်ဖျားမကနေပြီးဒီလာနဲ့ချစ်စစ်တဲ့အရာဖြစ်တယ်ဒီ birthday cake ဟာအဲကြောင့်သူကအဝိုင်းဖြစ်တယ်ပြီးတဲ့နောက်ပိုင်းမှာဘာဖြစ်လဲအဲ့ဒီ birthday cake မှာဖျောင်းတိုက်တယ်လို့ထွန်းထားတဲ့အရာပြီးအဲ့ဒီဖျောင်းတိုက်ထွန်းတဲ့အခါမှာတချင်မဆိုခင်မှာဘာဖြစ်လဲဒီတခါလဲအဲ့ဒီဖျောင်းတိုင်ကိုအမီးလင်းစေတာဖြစ်တယ်ဆိုတော့အဲ့ဒီဖျောင်းတိုင်ကလူပုံဆောင်တာဖြစ်တယ်မီးကကျွန်တော်တို့လူသားတွေအလင်းကိုပုံဆောင်ဆိုတော့ကျွန်တော် birthday တခြင်းတွေလည်းဘာလဲဆူကြတယ်အားလုံးဘာမှမသိဘဲနဲ့ဘာလဲ Happy birthday to you Happy birthday to you Happy birthday to you ဆိုမှ Happy birthday to you ကျွန်တော်သုံးချင်ပြီးတဲ့နောက်ပိုင်းမှာဘာလဲနောက် boom ဖြစ်ပါစေဆိုမှအတိတ်ပဲဖြစ်တယ်သုံးဆိုတာကဟိုမှာကဘာဦးချမ်းတဲ့မှာကျွန်တော်လေ့လာတဲ့အခါသုံးရဲ့နံပါတ်ကဖြစ်ပါစေဆိုတဲ့အတိတ်ပဲဖြစ်တယ်နံပါတ်၄ကျတော့အတီးပြုတ်လိုက်တယ်အရာအားလုံးမှာဒီတခြင်းဆိုတဲ့အရာလည်းဘာလဲသူကပြူစားနေတဲ့အတိတ်ပဲဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့ကအဲ့ဒါဒီဘောမှာပေါ့ဘယ်နဲ့ဒီတိုင်းပဲဆူကြတယ်ဆိုတော့တချင်းလဲဆူလို့ရလာဆုံးရပါတယ်ဒါပေမဲ့အတိတ်ပဲရှိတယ်ဆိုတော့အဲ့ဒီ ego တို့ပြီးမှသူတို့ကဒီ birthday ကျင်းပတဲ့ကမှာအဲ့ဒီတချင်းဆူပြီးတဲ့နောက်ပိုင်းမှာအဲ့ဒီ birthday မွေးနေ့ရှင်သူကဘာဖြစ်လဲကဲတင်ပါဖြစ်ချင်းတယ်ဆိုတော့မေးတယ်ဆိုတော့အဲ့ဒီမွေးနေ့ရှင်သူဖြစ်ချင်းတဲ့အရာပြောပြီးတဲ့နောက်ပိုင်းမှာဘာဖြစ်လဲအဲ့ဒီမိကိုမခိုင်းတယ်အဲ့ဒီမိဖြောင်းတိုက်ကမိမွတ်ဒီမှာအဲ့ဒီတေပြီးတဲ့နောက်ဘာဖြစ်လဲအဲ့ဒီကမိခုဒီလိုထွက်လာတယ်အဲ့ဒီမိခုကဒီလိုဒီလာပြီးမှတွားပြီးမှဘာဖြစ်လဲဒီလာဖျားမှာရောက်ပြီးမှသူကအဲ့ဒီအရာကိုဘာဖြစ်လဲပြီးဆုံးစေတယ်ဆိုမှသူတို့ကအဲ့လိုယုံကြည်တာဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့ယုံကြည်သူတို့အတွက်နော်ကျွန်တော်တို့ကဒီ birthday cake နဲ့ပတ်သက်လာပြီးကျွန်တော်တို့ကအရာကိုအရေးကြီးတယ်ဒီဖြောင်းတိုက်ထွန်းခြင်းကလုံးဝလုံးလို့မရဘူးဖြစ်တယ်ဘာကြောင့်လဲဆိုတော့ကျမ်းစာထဲမှာဒီလိုရေးထားတယ်မာသဲအခန်းကြီးအခန်းကြီး14ထဲမှာကျွန်တော်တို့ဖတ်တဲ့အခါမှာဗာမြင်တွေ့ရမလဲတင်းတို့ဒီဤလောကရဲ့အလင်းဖြစ်တယ်ဆိုတော့ကျွန်တော်တို့ကဒီလောကရဲ့အလင်းဖြစ်တဲ့အခါမှာကျွန်တော်တို့ဒီ birthday cake ထဲမှာဖြောင်းတဲ့ထုတ်ပြီးမှအလင်းလင်းထားခိုင်းတဲ့အခါမှာဘာဖြစ်လဲမွတ်တက်လိုက်တာကိုယ့်ရဲ့အတက်ကိုဘာဖြစ်လဲကိုကမွတ်တက်လိုက်တဲ့အတက်ဖြစ်တယ်အဲကြောင့်ကျွန်တော်ယုံကြည်သူဒီဟိုတမဟောင်းမှာနော်ကျွန်တော်တို့ပြောဆိုသူရဲ့ခေါင်းတွေကိုဘိုးဘွားခစ်ကလူဒီအတက်တွေမရှိကြတဲ့အရာဘာကြောင့်လဲသိလားဒီ birthday cake နဲ့လည်းဆက်တာဖြစ်တယ်ကိုယ့်ရဲ့အလင်းကိုမွတ်တက်လိုက်တာဖြစ်တယ်အဲကြောင့်ယုံကြည်သူတွေကြည့်လိုက်အသက်မရှိနိုင်တော့ဘူးဘာကြောင့်လဲဒီ birthday cake လောက်ဆောင်ပြီးမှဖြောင်းတက်ကိုအမေကမွတ်နေတာကိုယ့်အသက်ကိုဘာဖြစ်လဲတတ်လိုက်တာဖြစ်တယ်အဲတော့ကျွန်တော်ကဒီ birthday cake နဲ့ပတ်သက်လာပြီဆိုရင်ချစ်တော်ညီကိုမောင်တော်တို့မလောက်တာကပူမှကောင်းတယ်ဆိုမှကျွန်တော်အားလုံးကိုအချမ်းချမ်းပေးချင်တယ်တို့အတိတ်ပဲရှိတာဖြစ်တယ်နော်စစအတိုင်းလဲကျွန်တော်လေ့လာတဲ့အခါမှာလည်းကျွန်တော်ကယုံကြည်သူတွေအားလုံးတည်ထားဖို့birthday cake ကလုံးလုံးမရဘူးတင်းလုံးပြီးဆိုတင်းနော်ဘလောက်ပဲဖျားနေတော့ဘလောက်ပဲချိမနေပြီစေဘလောက်ပဲစစဖတ်နေပြီစေကိုလုတ်ခဲ့တဲ့အကြောင်းဘာဖြစ်လဲကိုရဲ့အတက်ကတူသွားမှာဆိုတော့ကိုကအဲ့ဒါလုတ်ခဲ့တဲ့အကြောင်းဘာဖြစ်လဲစစအတိုင်းမင်းကြီးဘူးဆိုရင်အဲ့ဒါကြောင့်ကျွန်တော်ရဲ့အတွေ့အခေါ်တဲ့ဘာဝင်လာတိလားကိုကဥမာအသက်20ကိုဆို30ဝင်ငါအသက်ကြီးလာပြီအသက်ကြီးလာပြီဆိုမှဘာဖြစ်လဲအဲ့ဒီအတွေ့အခေါ်တွေဝင်လာပြီဆိုတော့ကိုအသက်ကြီးလာပြီတော့ခါဒီနာလာတော့မယ်အချိုးတွေပါလဲမာလာတော့မယ်ဆိုတဲ့အတွေးကိုတွေဝင်လာပြီ
ဘာကြောင့်လဲဒီ birthday cake ရဲ့လုံဆောင်ခြင်းအကြောင်းဖြစ်တယ်အဲကြောင့်ကျွန်တော်တို့အားလုံးသိထားဖို့ကနော်ဒီ birthday cake ဆိုတာကယေကုတုပြီနော်ဒီ Artemis ဆိုတဲ့နတ်ဖျားမနဲ့လာဖျားချစ်စတဲ့အတိတ်ပဲဖြစ်တယ်အဲကြောင့်မလုံကြတာပိုကောင်းတယ်ဆိုမှကျွန်တော်အားလုံးပြပြချင်တယ်ကြားလာတဲ့အရောက်စီတန်းကိုဖျက်ရှာထူကောင်းကြည့်ပေးပါစေ